ဘေးခုတိုင်းနောက်ချမ်း10ရက်တာထိတွေတဲ့သတင်းပဲဖြစ်ပါတယ်။ထိတွေမှုအတွင်းရွေးကောက်ပွဲကိုလုံခြုံရေးယူဖို့စေလွတ်တဲ့တပ်တွေလည်းပါဝင်ခဲ့တယ်လို့ PKI တပ်ရင်းနှစ်ရဲဘော်အနီရောင်ကျဲကပြောပါတယ်။ရွေးကောက်ပွဲကာလမှာကြတော့တပ်တွေကတော့အစုံပေါ်နော်ပြည်ကနေပြီးတော့ရွေးကောက်ပွဲကာဖို့လွတ်တာရှိတဲ့ခလိုက်ရ53ပေါက်ခေါင်းပေါ်နော်ကပ္ပစ19ကလည်းပါပါတယ်လို့ပြောပါတယ်။ဇန်နဝါရီ9ရက်နေ့လေ10နှစ်ခန့်ချိန်မှာ PKI ပေါက်ခေါင်းမြို့နယ်ရေဖြူကျေးရွာကမဲယုံကို PKI တပ်ရင်းနှစ်သက်ခွဲ3ရဲဘော်တွေကဝင်ရောက်ရှာဖွေပြီးမဲစည်းရင်းနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မဲစည်းရင်းတွေကိုဖျက်ဆီးခဲ့တာကြောင့်တပ်ဘက်ကဇန်နဝါရီ10ရက်မနက်9:00နာရီမှာပေါက်ခေါင်းမြို့နယ်ရေဖြူကျေးရွာဘက်ကိုအင်အား60ခန့်နဲ့တိုးဝင်လာခဲ့တဲ့အတွက် PKI တပ်ရင်းနှစ်သက်ခွဲ3နဲ့ပေါက်ခေါင်းမြို့နယ်ပကပူပေါင်းခွဲကခုခံရနှစ်ဖက်ထိတွေမှုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီနေ့တရက်တည်းမှာပဲမဲပုံးတွေတင်ဆောင်လာပြီးဒီမျိုးကနေပေါက်ခေါင်းမြို့နယ်ဘက်ကိုထွက်ခွာလာတဲ့ကားဆက်နှစ်စီးပါရင်နှန်းရဲ့နောက်ကလုံခြုံရေးယူပေးတဲ့ကားကိုပြည်ပေါက်ခေါင်းလမ်းပိုင်းကရေဖြူကျေးရွာနီးမှာ PDF တပ်ဖွဲ့တွေကထပ်ပြီးမိုက်ဆွဲပြီးတိုက်ခဲ့ပါသေးတယ်။ဇန်နဝါရီ9ရက်မှာလဲပေါက်ခေါင်းမြို့နယ်တောင်လေကျေးရွာကနေပေါက်ခေါင်းမြို့ဘက်ကိုပြန်ဆင်းလာတဲ့တပ်ရဲ့ဖော်ကားတစ်စီးကိုမိုက်ဆွဲခဲ့ပါသေးတယ်။ဒါအပြင်ပေါက်ခေါင်းမြို့နယ်တာယာကုန်းကျေးရွာတင်ချိုင်းနဲ့ကန်စုစာတင်ကျောင်းမှာအထိုင်ချထားတဲ့တပ်ကိုဇန်နဝါရီ10ရက်နေ့လေ3နာရီကျော်မှာဘဲကူးတိုင်ပြူဟာ20 PKI တပ်ရင်းနှစ်တပ်ခွဲ3 PKI တပ်ရင်းတပ်ခွဲ3နဲ့ပေါက်ခေါင်းမြို့နယ်ပကဖတို့ပူးပေါင်းတိုက်ခဲ့ပါတယ်။ပေါက်ခေါင်းမြို့ချင်းလေစစ်စေးဂိတ်ကနေထွက်လာတဲ့အင်အား200ခန့်ကိုဇန်နဝါရီ13ရက်နေ့လေ3နာရီမှာ PDF တပ်တွေကတိုက်ခဲ့ပါတယ်။ထိုတပ်ကအရှိကျုပ်ကုန်းကျေးရွာကနေကောင်းစီရွာနောက်ဘက်မုံငင်းကွင်းဘက်ကိုထွက်ခွာခဲ့ရာ PDF တပ်ဖွဲ့ကထပ်မံကြားဖြတ်တိုက်ခဲ့ပါတယ်။နောက်ရက်ဇန်နဝါရီ14ရက်မှာတော့တက်ကဖိုးကျော်ကွင်းကျေးရွာကနေဆက်လက်ထွက်လာခဲ့ပြီးပြားထိုးကျုံကျေးရွာနီးမှာပူးပေါင်းတပ်ခွဲနဲ့ထိတွေ့မှုထပ်မံဖြစ်ပွားခဲ့ပါတယ်။ဇန်နဝါရီ16ရက်မနက်4နာရီကျော်မှာပေါက်ခေါင်းမြို့နယ်ဘောလုံးကွင်းကနေတောင်လဲတာဝိုင်းတိုင်းထိုင်စခန်းကိုအင်အားဖြည့်တင်းလာတဲ့တပ်ပိုကျုပ်ကုန်းကျေးရွာနီးမှာ PDF တပ်ကတိုက်ခဲ့ပါသေးတယ်။ဇန်နဝါရီ18ရက်မနက်တနာရီမှာလဲတောင်လဲကျေးရွာကနေဘော်လန်ကြီးကျေးရွာဘက်ကိုထွက်ခွာလာတဲ့တပ်ကိုညောင်ဝန်းကျေးရွာရှောက်ပင်ကျွန်းတော်နီးမှာ PKI ကရင်နှစ်တပ်ခွဲ3ကမိုက်ဆွဲခဲ့ပါသေးတယ်။ထိတွေမှုဖြစ်ပွားခဲ့တဲ့ရေဖြူရွာဟာပေါက်ခေါင်းမြို့ရဲ့အနောက်ဘက်မှာရှိပြီးကျန်တဲ့ကျေးရွာတွေကတော့ပေါက်ခေါင်းရဲ့အရှေ့ဘက်ပေါက်ခေါင်းအုပ်ပင်လမ်းဘေးကကျေးရွာတွေဖြစ်ပါတယ်။10ရက်တာထိတွေမှုအတွင်းနှစ်ဖက်ထိခိုက်ကြဆုံးမှုကိုတော့အတိအကျမသိရသေးပါဘူး။